ကမ္ဘာအကြီးဆုံးဓာတ်ငွေ့ gas စက်ရုံကြီးကိုတိုက်ခိုက်လိုက်ပြီလို့သတင်းတွေထွက်နေပါတယ်ဒီစက်ရုံကို Ras Laffan လို့ခေါ်ပြီးတော့ကမ္ဘာ gas ထောက်ခံမှုရဲ့20%နီးပါးကိုတာဝန်ယူထားတဲ့စက်မှုဆောင်တစ်ခုပါအီရန်ကကာတာကို ballistic missile 5 စင်းပစ်လွှတ်ခဲ့ပါတယ်4 စင်းကိုတော့ကြားဖြတ်ကာကွယ်နိုင်ခဲ့ပြီးတော့တစ်စင်းကတော့ဒီစက်ရုံကိုထိမှန်ခဲ့ပါတယ်ကာတာနိုင်ငံကကမ္ဘာအကြီးဆုံး gas ပို့ကုန်နိုင်ငံဖြစ်ပါတယ်ဒီစက်ရုံတစ်ခုတည်းကပဲကမ္ဘာ gas ထောက်ခံမှုရဲ့9ပုံတပုံနီးပါးကိုကင်တွယ်နေပါတယ်ဒီစက်မှုဆောင်လုံးဝပျက်စီးသွားခဲ့မယ်ဆိုရင်အာရှနဲ့ဥရောပမှာဓာတ်ငွေ့ဈေးနှုန်းတွေတက်လာမယ်ကမ္ဘာစွမ်းအင်ဈေးကွက်တွေ panic ဖြစ်သွားမယ်ရေနံဈေးကတဘာရယ်ကိုဒေါ်လာ130အထိခုန်တက်သွားပြီးတော့ဥရောပဓာတ်ငွေ့ဈေးကွက်မှာလည်းမီဂါဝတ်တနာရီကိုယူရို54အထိမြင့်တက်နေပါပြီဒါက theory မဟုတ်ပါဘူးဒါကတစ်ချိန်နဲ့တပြေးညီဖြစ်ပေါ်နေတဲ့ဈေးကွက်တုံခါမှုပါဒါပေမဲ့အီရန်ကဒီစက်ရုံကိုအကြောင်းမရှိပဲတိုက်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီတိုက်ခဲ့တဲ့ရဲ့မတိုင်ခင်မှာ Israel ကအီရန်ရဲ့ South Pars ဓာတ်ငွေ့ကွင်းကိုတိုက်ခိုက်ခဲ့တာပါဒီ South Pars ကကမ္ဘာပေါ်မှာအကြီးဆုံးဓာတ်ငွေ့တူလောင်မှုတစ်ခုဖြစ်ပြီးတော့အီရန်ရဲ့စွမ်းအင်စနစ်အတွက်အဓိကအားထားရလည်းဖြစ်ပါတယ်ဒီစစ်ပွဲကနယ်မြေအတွက်မဟုတ်တော့ပါဘူးဒါကစွမ်းအင် infrastructure တွေအတွက်စစ်ပွဲဖြစ်လာတာပါဘာကြောင့်လဲဆိုတော့အခုချိန်မှာရေနံကွင်းတိုင်စက်ရုံတိုင်နဲ့ gas terminal တွေကဒီစစ်ပွဲအတွက်ပြစ်မှတ်တစ်ခုဖြစ်လာနေပါတယ်ဟော်မုန်းရေလမ်းကြောင်းမှာတင်ပေါ်တော်လာမှုတွေကျဆင်းနေပြီးတော့ Gulf နိုင်ငံတွေကလည်းဒေတာထုတ်လုပ်မှုတွေကိုရှော့ချနေပါတယ်အီရက်ကလည်းအီရန်ကဓာတ်ငွေ့ထောက်ပံ့မှုလုံးဝရပ်သွားပြီလို့ပြောပါတယ်UAE နဲ့ Saudi Arabia တို့ကလည်း missile တွေကိုကြားဖြတ်ဖမ်းဆီးနေပါတယ်ဒါကဒေတာဆိုင်ရာပဋိပက္ခတစ်ခုပဲမဟုတ်တော့ပါဘူးတကမ္ဘာလုံးဆိုင်ရာစွမ်းအင်စစ်ပွဲဖြစ်လာနေပါတယ်